သမီးသူပြောတာတွေသိလားသမီးငါပြောမယ်ဟဲ့အဲ့လမ်းပေးမှနေရောနေလဲနေရောအဲ့ဤရလား1000ပေးမယ်လိုက်ခဲ့လို့ခေါ်တာခေါ်တော့သမီးအဖေရှိမှခေါ်တာလားခေါ်တော့သမီးဖေကဘာပြောလဲမပြောဘူးသမီးရောက်လိုက်ချင်တယ်မပြောဘူးလားမပြောဘူးဘာလို့ခေါ်လဲဟောသိလားအားလုံးပဲမင်္ဂလာပါ NZ Blog ကနေကြိုးဆိုပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့် reaction video လေးကတော့မြန်မာနိုင်ငံမှာခစ်ပြတ်တာတော်တော်လေးကိုမှဇိုးတက်ဇိုးနေပြီလို့ပြောလို့ရတယ်ဗျအခုကျွန်တော်ပြမယ့် video file ထဲကဆိုရင်ကလေးတယောက်ကအသက်14နှစ်ပဲရှိသေးတယ်နော်သူ့အဖေဘေးမှာထိုင်နေလို့တော်သေးတယ်နော်သူ့ဖေတွေ့တာလို့နော်သူ့ဖေကမတွေ့တာရင်တော့အဲ့ကလေးလဲနော်ပါသွားပြီနော်ပတ်သက်တောင်းပေးမယ်တဲ့လူကြီးတယောက်ကသူ့ခေါ်တယ်ဒါဘယ်ခေတ်နော်ဒီဇိုင်းနေနော်လွန်ခဲ့တဲ့2013လောက်တော့လူကုန်ကူးတဲ့ဒီဇိုင်းတွေပြန်ပေါ်လာပြန်ပြီဗျာနော်ကိုအိမ်မှာကိုသားသမီးငငယ်လေးတွေရှိရင်ကိုနဲ့အမြဲနော်တူနေကြနော်ကလေးတွေပြောက်တယ်ရှော့အပြင်ထွက်မသွားခိုင်းနေပါနော်ဒီလိုမျိုးလူတွေနဲ့ကြုံရင်တော့မလွယ်ဘူးဒီကလေးကတော်တော်လေးကန်ကောင်းတယ်လို့ပြောလိုက်ရမယ်နော်သူကလည်းအသက်ကြီးနေပြီ14နှစ်ဆိုတော့လည်းတီးတက်တဲ့အရွယ်ရောက်နေပြီဗျာသူတီးတော့သူလေမလိုက်သွားအောင်နော်အဲ့ဒါပြန်ပြောပြထားတဲ့ဗီဒီယိုလေးကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါသမီးသူပြောတာတွေသိလားသမီးငါပြောမယ်ဟဲ့အဲ့လမ်းပေးမှနေရောနေလဲနေရောအဲ့ဤရလား1000ပေးမယ်လိုက်ခဲ့လို့ခေါ်တာခေါ်တော့သမီးအဖေရှိမှခေါ်တာလားခေါ်တော့သမီးဖေကဘာပြောလဲမပြောဘူးသမီးရောက်လိုက်ချင်တယ်မပြောဘူးလားမပြောဘူးဘာလို့ခေါ်လဲဟောသိလားသူ့ကိုတဲ့1000ပေးမယ်လိုက်ခဲ့လို့ခေါ်တယ်တဲ့ဘုန်းကြီးကဦးတယောက်ကတဲ့လမ်းပေးမှနေတော့အဖေကပတ်စံ1000ဝင်ပြီသမီးလေးကိုထဲလိုက်ပြီအေးကတဲ့တော်သေးတာဘွယ်ထက်လိုက်သေးဘာလို့မထင်လဲဟေးအစင်းကြီးလိုက်ကြတယ်အော်ခတ်တော်တာပဲ14နှစ်နော်ဒီပေါ်တော်နေလို့တော့မရအောင်နော်လက်ကအကျိုးတွေဖဲလိုက်ကျိုးတွေဖဲလိုက်ဩအဲ့ဒါကြီးလားအဲ့ဒါကြီးကလည်းညစ်ပတ်လို့သမီးဝမ်းဒီလည်းညစ်ပတ်နေလွတ်ပြစားရတာကြီးနောက်နေ့ကျမှဖန်စီလေးတွေဝယ်ပေးမယ်ဟိုလည်းမရပါကြိုးကြီးလဲပြန်လုံးလုံးမသွားတယ်ဘုန်းကြီးကဘာလို့ပို့ပေးခဲ့တာအကျိုးအလူကန်နဲ့ထည့်တာသမီးကိုပေးတယ်အော်သူ့ကိုအလူကန်ထည့်ရင် तू အိုက်ကျိုးပေးတယ်အလူကန်ထည့်လို့အိုက်ကျိုးပေးတယ်ဘုန်းကြီးဆိုရင်အိုက်ကျိုးအခုဖြတ်ပလိုက်ကပေးကကြီးပေးတနေ့ကိုတနတကုံတွေကို6កောက်ဆိုရအောင်အိုက်ကျိုးတယ်ပို့ထက်တယ်အလူကန်ထည့်ရင်ဒီကျိုးပေးတယ်လားအဲ့ဒါကိုသမီးကပတ်ထားတာလားခတ်တော်တာပဲသွားလွတ်ပလိုက်အော်အလူကန်သူ့ကိုထည့်လို့တဲ့ဘုန်းကြီးကအလူကန်ထည့်တဲ့လူတွေကိုကျိုးပေးတယ်ကဲဒီနေ့ဒီမှာ2ယောက်ဒါလေးကတော့တောင်ကြီးကမဝမ်းတီးလေးပါ10နှစ်လား10နှစ်ဟိုကျမဒီဗီဒီယိုလေးတင်လို့ကျမရှိတော့လက်မတောင်းပါနဲ့နော်ဘာကြောင့်လဲဆိုတော့သူတို့မိဘတွေကကျမမလို့ပေးတာပါတဲ့ဒီကလေးမလေးကို1000နဲ့တဲ့မနေ့ရတဲ့လာခေါ်တယ်တဲ့ဟလာဦးကြီးတယောက်ကငါတဲ့စိတ်မချလို့ပေးဦးတဲ့မူးကြောင်နဲ့နင့်ကငါစိတ်ချလို့ပေးတာငါ့ကိုပေးပါဆိုမဖြစ်မနေကတ်တောင်းလို့1000ပေးလိုက်ရတယ်ဒုက္ခရီစိတ်တိကိုတဲ့နဲ့အဖေလာရင်ထွက်မတွေ့နဲ့နော်တားဖချင်းခွဲတာတော့မဟုတ်ဘူးတမိအဖေကဥနောက်အရန်နေတခါတမိဘဝတစ်ခုလုံးအစတုံးသွားမှာဆိုနော်အလောက်ရှုပ်ခံပြီးကယ်ထားတာနော်အားနေလို့ကယ်ထားတယ်လို့တော့မထင်နဲ့နော်မြင်သမျှအားလုံးကိုဆွေမျိုးသားချင်းလို့သဘောထားပြီးတော့ကယ်လိုက်တာကယ်ထားတာလားဟုတ်ကဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ထိပါပဲခင်ဗျာအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ